အားလုံးပဲမင်္ဂလာပါယခုတစ်ဖက်မှာဆက်လက်ပြီးတော့ယောမဩရစာအခန်းကြီး3အခန်းငယ်1ကနေဆက်လက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်ရှေးဥစွာဘုရားသခင်လက်ထက်မှာခြေနာယူအနံ့ရအောင်ကောင်းမြတ်ဆုံးလင်းတော်မူသောအဖပရောရှင်ရဲ့ကြီးစီးပြုနာနဲ့ကောင်းမြတ်ခြင်းကိုယခုချိန်အထိသာသမီကိုခံစားခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့တစ်ဖက်ယောမဩရစာကိုဆက်လက်လေ့လာတဲ့အခါမှာလည်းဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့တနာခြင်းပြုနာကိုသာသမီတို့ကောင်းစွာနားလည်ပြီးတော့ဘုရားပေါ်မှာသစ္စာရှိစွာဖြင့်အသက်ရှင်တော်သူများဖြစ်ဖို့အတွက်ပရောရှင်ဝိညာဉ်တော်သည်သာသမီဤနေ့တမန်ကျမ်းစာလေ့လာခြင်းပေါ်မှာတက်ရောက်ပါမယ့်အကြောင်းသက်ရှင်တော်သောရှင်ရှုခရစ်တော်ကိုပြုစုတော်မှာဘုရားအာမင်ဆက်လက်ပြီးတော့လေ့လာမယ့်အပိုင်းကတော့ယောမဩရစာအခန်းကြီး3ငွေ1ကနေ8နဲ့အတူအပိုင်းငယ်9-20ပေါ့လေဒီပိုင်းကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုကအပိုင်းအခန်းကြီး3မှာတော့သူအဖြေပေးထားတယ်အရှေ့ပိုင်းမှာကျမတို့လေ့လာတယ်လို့ပေါ့နော်လူတွေကပြည့်ညက်တရားကိုသိပြီးတော့ပြည့်ညက်တရားအပေါ်မှာအတွင်းသဘောအတိုင်းလိုက်လာခြင်းရှိပဲနဲ့ဖောက်ပြန်သောသဘောနဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုခံရမယ်နေ့ရက်ရောက်တဲ့အခါမှာစီရင်ခြင်းခံရမယ်အရေးပြားလေးချင်းမင်္ဂလာဒီအမှတ်တညာများပြီးပဲအသားပေါ်မှာပဲပြုတ်လုပ်တဲ့အမှတ်တညာတွေပဲဖြစ်မယ်အတွင်းနှလုံးသားမှာစိုက်ထိုးတဲ့ပရိညင်ပြုတ်ခြင်းသဘောတရားမဖြစ်ဘူးအဲ့ဒါဆိုတော့ကျမတို့မေးခွန်းရှိတယ်ဆိုတော့ဒါဆိုလို့ရှိရင်ဘာဆက်လုပ်ရမှာလဲဘယ်လိုမျိုးယုံကြည်သူတွေကဖျားနဲ့မိသားရပြုတ်ခြင်းပေါ်မှာဘယ်လိုတွေဆက်ပြီးတော့ဟောပါနော်သဘောထားရမလဲဖျားရဲ့ဂတိတော်သစ္စာတော်တွေကဘာတွေရှိလဲဆိုတာကိုရှင်ပေါလုကအပိုက်ငယ်1ကနေ8မှာအဖြေ4ခုနဲ့အဖြေပေးထားတာကိုတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့ဖတ်တဲ့အခါမှာခန်းကြီး3အငယ်1ကနေ2ပေါ့လေဆိုတော့ဒီပြည့်ညက်တရားတွေပေါ့တနည်းအားဖြင့်အရေးပြားလေးခြင်းအပြုမှုအစာရှောင်ခြင်းစရဲပေါ့နော်ဒီပြည့်ညက်တရားတွေကဘာအကျိုးပေါ့နော်ဘာအကျိုးကျေးဇူးရှိမလဲဘာထူးခြားမှုရှိတယ်လဲတစ်မှာတွေ့ရပါနော်မြည်သည့်တာလုံးထူးခြားမှုရှိတယ်ဘာအကျိုးရှိတယ်လဲလို့ပြောတဲ့အခါမှာရှင်ပေါလုပြန်ဖြေထားတဲ့ပထမတစ်ချက်ကတော့ဒီထုံးတဲ့စင်လာတွေကျင့်သုံးမှုတွေဒီအမှတ်တညာတွေကတနည်းအားဖြင့်ဖျားနဲ့လူတွေကြားမှာဆက်သွယ်ပြီးတဲ့နီလန်းတွေဖြစ်တယ်အသင်းတော်မှာတနည်းအားဖြင့်ပေါ့နော်ဒီကျမ်းပိုက်ကိုကြည့်ခြင်းအဖြစ်ကျမတို့လက်ရှိ context ပေါ့လေလက်ရှိဟိုပါပေါ့လေအခြေအနေနဲ့တိုင်းတာကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့အသင်းတော်မှာကျမတို့လှုပ်ဆောင်တဲ့ဝတ်ပြုကိုးကွယ်ခြင်းပုံစံတွေထုံးတမ်းစင်လာဒီຢာတွေထဲမှာဆိုလို့ရှိရင်ပြောခဲ့တဲ့အတိုင်းပဲဗတ္တိဇံမင်္ဂလာဆိုလို့ရှိရင်ရေကအပြင်ပလက္ခဏာဖြစ်ပေမဲ့အတွင်းမှာသူ့ရဲ့စုကျေးဇူးတွေရှိတယ်ဘုရားရဲ့သားသမီးဖြစ်ခြင်းဘုရားရဲ့အမွေစားအမွေခံဖြစ်ခြင်းတနည်းအားဖြင့်ယုံကြည်သူတယောက်နဲ့ဘုရားသခင်ကြားမှာဆက်ပေးလိုက်တဲ့ဟိုပါပေါ့နော်ယဉ်ကျေးကျွမ်းဝင်မှုရှောင်ချိတ်ဆက်ပေးလိုက်တဲ့ထုံးတမ်းစင်လာအပြုတ်မှုတွေဖြစ်တယ်ပေါ့နော်ဒီမှာလဲရှင်ပေါလုကဒီအတိုင်းပဲပြောထားပါတယ်အကျိုးရှိတယ်လေဘာနီးလန်းနေလဲဘာအတွက်လဲဆိုရင်ပထမတစ်ချက်ကတော့ဖျားနဲ့လူနဲ့ကြားမှာဆက်သွယ်မှုပြုရတဲ့နီးလန်းနေဖြစ်တဲ့ဒီထုံးတမ်းစင်လာတဲ့ပညာတရားတွေကဒုတိယတစ်ချက်ကတော့အပိုက်ငယ်3ကနေ4မှာပြောတယ်ပေါ့နော်အထူးသဖြင့်တော့4ရဲ့အဆုံးပိုင်းမှာပေါ့လေဖျားသခင်သည်ဖြောင့်မှန်တော်မူသောအရှင်ဖြစ်သည်တနည်းအားဖြင့်လူတွေဘလို့ပဲသွားလူတွေဘလို့ပဲဟိုပါပေါ့နော်အသက်ရှင်လူတွေဘလို့ပဲပြည့်ညက်တရားပေါ်မှာအလွဲသုံးစားလို့ဖျားကသစ္စာနဲ့ပြည့်စုံတဲ့ဖျားဖြစ်တယ်ဖျားကလိမ်လည်လှည့်ဖျားတဲ့ဖျားမဟုတ်ဘူးဖြောင့်မှန်မှန်ကန်တဲ့ဖျားဖြစ်တယ်ဖျားရဲ့ဟိုပါပေါ့ဂတိတော်တွေကအမြဲတမ်းဟိုပေါ့နော်ယုံကြည်ပိုးစားရတဲ့ဂတိတော်တွေဖြစ်တယ်ဆိုတာကိုရှင်ပေါလုကထပ်ပြီးတော့သတိပေးထားတယ်ဆိုတော့ဘယ်လိုမျိုးဖျားကtrustworthy ပေါ့နော်ဘယ်လိုမျိုးဒီလေးစားယုံကြည်ဟိုပါပေါ့နော်ပိုးစားထိုက်တဲ့ဖျားဖြစ်လေဆိုအရှိမလည်းသူပြောပြီးနေ့တော်ကြီးမတိုင်ခင်မှာနောင်နိုင်ရတော့စိတ်နဲ့လူတွေကလှည့်ပြန်လာဘူးဖျားကအဲ့ဒီလောက်ထီတောင်မှသူက
ပေါ့နော်ဂျေစုကျူနာနဲ့ပြည့်စုံတဲ့ဘုရားဖြစ်တဲ့တီးခံတဲ့ဘုရားဖြစ်တဲ့လူသားတွေပေါ်မှာချစ်တဲ့ဘုရားဖြစ်တဲ့ဒါကဘုရားရဲ့အခုနပြောတဲ့ဖြောက်မှန်တဲ့ဘုရားရဲ့ဖြောက်မှတ်ခြင်းကိုပေါ်ပြတဲ့အပြုမူတွေ characters ဖြစ်ပါတယ်နောက်တတိယတစ်ချက်ကတော့နောက်တစ်ခုကတော့ပေါ့နော်အပိုက်ငယ်9ကနေ6မှာဘုရားရဲ့ဖြောက်မှတ်ခြင်းကနောက်ပေါ့နော်တခြားcharacters တစ်ခုပေါ့တခြားအပြုမူတစ်ခုကလည်းအခုနပြောစိတ်ရှိခြင်းသိခံခြင်းရှိသလိုတခြားသောနောက်ထပ်အပြုမူတစ်ခုကလည်းပါလဲဆိုတရားမျှတတဲ့ဘုရားဖြစ်တယ်တနည်းအားဖြင့်ဘုရားရဲ့တရားစီရင်ခြင်းအပြစ်တရားပေါ်မှာမကြိုက်တဲ့ဘုရားကအပြစ်တရားကိုကျူးလွန်တဲ့အရာပေါ်မှာတရားစီရင်ခြင်းကဒါသူကဖြောက်မှတ်တယ်ဆိုတဲ့အပြုမူကိုဖော်ပြခြင်းဖြစ်တယ်။တနည်းအားဖြင့်ဘုရားကတရားမျှတတဲ့ဘုရားဖြစ်တယ်။ဆိုတော့ဒီယောမအသင်းတော်ရဲ့ပေါ့နော်နောက်ခံအခြေအနေကြည့်လို့ရှိရင်ဂျူးနဲ့ဂရိလူမျိုးနှစ်ခုပူးပေါင်းပါဝင်နေတဲ့တကြောင်မလို့ဂျူးတွေကတော့သူတို့ကိုယ်ကိုသူတို့ပေါ့နော်အခွင့်ထူးခံလူတန်းစားကိုဒီနေ့အပြဘုရားရွေးကောက်ခြင်းခံရတဲ့လူcircumcision ဒီပြလိချင်းခံရတဲ့လူဖြစ်တဲ့ကြောင်မလို့သူတို့ကပို့ပြီးအခွင့်ထူးဖြစ်မယ်ဆိုတဲ့အတွေးခေါ်မျိုးတွေရှိတယ်။သို့တော်ရှင်ပေါလုကဒီမှာဘုရားကတရားမျှတတဲ့ဘုရားဖြစ်တယ်။အပြစ်ပြုလုပ်တဲ့လူတိုင်းပေါ်မှာအပြစ်တရားအပြစ်စီရင်ခြင်းရှိတဲ့ဖြစ်တယ်နော်။ဒါကိုသတိပေးထားတယ်။နောက်ဆုံးတစ်ခုကတော့အပိုက်ငယ်9ကနေ10ကတော့အပြစ်သားတဦးကိုပေါ့နော်အပြစ်သားစီရင်ခြင်းပေါ်မှာတဲ့တနည်းအားဖြင့်ဒါကကောင်းကျိုးသက်ရောက်စေရမကောင်းသောအမှုကိုပြုကြကုန်အံ့ဟုဆိုရမရသလိုလူချို့တို့သည်ငါတို့ပြောဆိုနေသည်ဟုဆိုလေငါတို့ကိုစော်ကားပြောဆိုကြ၏ထိုသူတို့သည်ပြစ်ဒဏ်စီရင်ခြင်းခံထိုက်တယ်တနည်းအားဖြင့်ဖခင်ရဲ့ချစ်ချင်းမြတ်တာကလူသားတွေအပေါ်မှာပေါ့နော်တနာခြင်းပေါ့နော်အပြစ်သားတယောက်ကိုဖြစ်နိုင်ရင်ခုနပြောလို့ပေါ့နောက်ဆုံးအချိန်ထိအခွင့်အရေးပေးထားပြီးနောက်နောက်ရပြီးပြန်လာဒါသူ့ရဲ့ mercy ပေါ့တနည်းအားဖြင့်တနာခြင်းယူနာပေါ့ဖခင်ရဲ့တနာခြင်းအပြစ်သားတွေပေါ်မှာထားတဲ့ဖခင်ရဲ့တနာခြင်းယူနာကဖခင်ရဲ့တနည်းအားဖြင့်အမျက်ဒေါသရှိတယ်လို့တစ်ဖက်မှာလည်းပဲဖခင်ရဲ့ချစ်ချင်းမြတ်တာပေါ့နော်ဒီလူတွေပေါ်မှာနောက်ဆုံးချိန်ထိအခွင့်အရေးပေးတယ်ပြန်ပြီးတော့သူ့နောက်ပြန်လှည့်လာဖို့အတွက်တနာခြင်းယူနာပြီးတက်ရောက်တယ်ဆိုတဲ့အဖြေကိုပြောထားပါတယ်။နောက်ရှင်ပေါလုကအဖြေ၄ခုနဲ့ပေးထားတယ်။ဒီထုံးတန်းစင်လာတွေကအခုနပြောတဲ့လူနဲ့ဖျားချမှာဆက်သွယ်တဲ့နီလန်းဖြစ်တယ်။ဒုတိယတစ်ချက်ကတော့ဖျားကဂတိတည်ပြီးတော့အခုနပြောတဲ့ယုံကြည်ကိုးစားရတဲ့ပေါ့နော်ဖျားဖြစ်တယ်။တတိယတစ်ချက်ကတော့အပြစ်တရားပေါ်မှာအပြစ်စီရင်ခြင်းကဖျားရဲ့တရားမျှတခြင်းအမှတ်တညာဖြစ်တဲ့လက္ခဏာကိုပြတယ်။နောက်ဆုံးလေးတစ်ချက်ကတော့အပြစ်သားတွေပေါ်မှာရှစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်ပြီးတော့မကောင်းတဲ့လမ်းကိုရှောက်လိုက်တဲ့သူတွေမဖြစ်ဖို့အတွက်ဖခင်ကဤကဲ့သို့ပြုမူရခြင်းဖြစ်တယ်ဆိုတဲ့အဖြေလေးခုကိုပြောထားပါတယ်။ဆက်လက်ပြီးတော့ရှင်ပေါလုယောမဩဝါဒစာမှာနော်ခန်းကြီး3အပိုက်ငယ်6ကနေ20ပေါ့လေဒီအကြောင်းအရာကိုလည်းဆက်ပြီးတော့သွားခြင်းပါတယ်။တို့ဖြစ်လေမိတို့နီငါတို့သည်တာ၍ကောင်းမြတ်သလိုလုံးဝမဟုတ်ဘူး။အကြောင်းမူကားဂျူးလူမျိုးဖြစ်စေဂရိလူမျိုးဖြစ်စေလူအပေါင်းတို့သည်အပြစ်တရားအောက်၌ရှိကြောင်းအထက်ကငါကိုထုတ်ပြခဲ့ပြီ။ဤဒီကဖြောင့်မတ်သောသူမရှိတယောက်မျှမရှိတက်သည့်နားလေသူမရှိဖျားသခင်ကိုရှာသောသူမရှိလူအပေါင်းတို့သည်လမ်းလွဲကြ၍တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ကောင်းသောမှုကိုပြုသောသူမရှိတယောက်မျှမရှိသူတို့၏လေချောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်ဖြစ်ကြ၏သူတို့သည်မိမိတို့ရှာဖြင့်လိမ်လည်ပြောဆိုတတ်ကြ၏သူတို့၏နှကန်းအောက်၌မွေဆိုး၏အစိတ်အတောက်ရှိ၏သူတို့၏နှုတ်သည်ကျိန်ဆဲသောစကားခါးသီးသောစကားတို့ဖြင့်ပြေဝလည်းရှိကြ၏သူတို့၏ခြေသည်လူကိုတပ်ဖြတ်ရန်လျင်မြန်ကြ၏သူတို့သွားရာလမ်း၌ပျက်စီးခြင်းဒုက္ခဆင်းရဲရှိ၏သူတို့သည်ငြိမ်းချမ်းရာလမ်းကိုမသိကြသူတို့၏မျက်စိရှိတွင်ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိဟုကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏ပညတ်တရားဆိုထားသမျှတို့သည်ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်းငါတို့သိကြ၏ဤသည်ကနှုတ်ရှိသမျှသည်ပိတ်ထားခြင်းခံရ၍လောကီသားအပေါင်းတို့သည်ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ကြားရောက်ကြရန်ဖြစ်၏တို့ဖြစ်၍ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မိသူမြဘုရားသခင်ရှိတော်မှောက်၌ဖြောင့်မတ်သည်ဟု
အတိအမှတ်ပြုခြင်းခံရမည်မဟုတ်အကြောင်းမူကားပညာတရားအားဖြင့်အဖြစ်တရားအကြောင်းကိုသိရှိယုံမျှတာဖြစ်၏ဤအပိုင်းငယ်6ကနေ20ကိုအချက်တစ်ချက်သေးနဲ့ပဲပေါ့လေပြောရမယ်ဆိုလို့ရှိရင်တော့ရှင်ပေါလုကထပ်ပြီးတော့တတိပေးထားတယ်ဖြောင့်မတ်သူတစုံတယောက်မှမရှိအားလုံးကဘုရားသခင်ရဲ့ရှေ့တော်ပေါင်းမှာအပြစ်ကျူးလွန်တဲ့သူတွေဖြစ်တယ်အပြစ်တရားနောက်မှာအပြစ်တရားရဲ့အောက်မှာအသက်ရှင်တဲ့လူတွေဖြစ်တယ်ဆိုတာကိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှင်ပေါလုကအဆုံးသတ်ထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီမှာပေါ့နော်ရှင်ပေါလုပေးထားတဲ့နမူနာတွေရှိပါတယ်ဟိုပါပေါ့ကိုယ့်ရဲ့အတွင်းသဘောမျိုးပေါ့နော်ကိုယ့်ရဲ့အတွင်းစိတ်ဝိညာဉ်တနည်းအားဖြင့်ကိုတွေးတဲ့အရာတွေကိုပြောတဲ့အရာတွေကိုရည်ရွယ်တဲ့ဟိုပါပေါ့နော်လှုပ်ဆောင်မဲ့ရည်ရွယ်ချက်ဒီအရာတွေအားလုံးကအတ္တလမ်းကိုသွားမယ်ဆိုလို့ရှိရင်ဒီလူတွေအားလုံးကအခုနပြောသလိုပဲအပြစ်တရားနောက်ကိုလိုက်တဲ့လူတွေဖြောင့်မတ်တဲ့သူတွေတယောက်မှမဟုတ်ဘူးလို့ပြောထားပါတယ်။ဒါကြောင့်ပြည့်ညက်တရားလို့ပြောတဲ့အခါမှာရှင်ပေါလုအနေနဲ့ကတော့ဖျားနဲ့လူချာတနည်းအားဖြင့်ကျမတို့ဟိုပါဘောနော်လူတွေလိုက်နာကျင့်သုံးရမယ်ပြည့်ညက်တရားပြည့်ညက်တော်10ပါးသူတစ်ဖြစ်ပြည့်ညက်တော်10ပါးကိုကြည့်လို့ရှိရင်ဖျားဖို့လူဖို့ရှိတယ်။ဒီအရာဆိုလို့ရှိရင်တနည်းအားဖြင့်ဖျားနဲ့လူနဲ့ဘလို့မိသားဟာပြုရမလဲဆိုတဲ့အကြောင်းအရာကိုဖော်ပြသလိုတစ်ဖက်မှာဒီအရာကိုအလွဲသုံးစားလုပ်ပြီးတော့ဟိုပါပေါ့ကိုဂျိုးအတွက်အသက်ရှင်တဲ့အခါမှာဒီလူကဘလို့ဖြစ်သွားမလဲအပြစ်သားဖြစ်သွားမယ်ဆိုတဲ့အကြောင်းအရာပြောတယ်။တနည်းအားဖြင့်coins တစ်ခုပေါ့လေအကျွေးစီးတစ်ခုမှာမျက်နှာတစ်ခုရှိလို့ပေါ့နော်ခေါင်းနဲ့ပန်းဆိုရမျက်နှာတစ်ခုရှိလို့ပြည့်ညက်တရားမှာလည်းမျက်နှာတစ်ခုရှိတယ်။တစ်ဖက်မှာဖျားနဲ့လူနဲ့ယဉ်ဤကျွမ်းဝင်ခြင်းဆက်သွယ်ခြင်းအမှုဆိုတဲ့ရည်ရွယ်ချက်ရှိသလိုတစ်ဖက်မှာဒီຢာကိုမလုဆောင်နိုင်တဲ့အခါမှာအပြစ်သားဆိုတဲ့အဖြစ်အနေကိုရောက်ရှိသွားတယ်။တနည်းအားဖြင့်တစ်ဖက်မှာလည်းဖျားရဲ့အဖြစ်အနေကိုရှင်ပေါလုကဒီမှာပြောတဲ့အခါမှာလည်းဖျားသခင်ရဲ့တန်ရှင်းခြင်းဖျားရဲ့တနာခြင်းဂရုဏာသည်လူသားတွေအပေါ်မှာရှိသလိုတစ်ဖက်မှာလည်းဖျားရဲ့အမျက်ဒေါသကဒီအပြစ်တရားအပေါ်မှာရှိတဲ့ကြောင့်မလို့ဘုရားရဲ့အမျက်ဒေါသကလည်းလူသားတွေပေါ်မှာရှိရဲဆိုတဲ့သဘောတရားနှစ်ခုကိုနှိုင်းယှဉ်ပြီးဖော်ပြပြီးတော့ရှင်ပေါလုကဓမ္မတော်ကြီးရှင်ပေါလုကယောမအရစာခန်းကြီး3ရဲ့ဒီအပိုင်းငယ်6ကနေ20ပေါ့လေဒီအပိုင်းမှာသူအဓိကထားပြီးတော့ဖော်ပြသွားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့တမန်ကျမ်းစာလေ့လာတဲ့အပိုင်းပေါ့လေအခန်းကြီး3အပိုင်းငယ်1ကနေပြီးတော့20ပေါ့လေနှစ်ပိုင်းရှိတဲ့အပိုင်းမှာကျမတို့လေ့လာသွားပြီးဖြစ်ပါတယ်။ERနဲ့ပတ်သက်ပြီးတော့လည်းဒီမှာကြားနာခြင်းပေါ့နော်ကြားနာယုံတာမကဘဲနဲ့ပြန်လည်ပြီးတော့အိမ်မှာအချိန်ရတဲ့အခါမှာလည်းဒီအကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်ပြီးတော့တပတ်တာလုံးမိမိတိဆောက်เสียအကြောင်းအရာများကိုတိဆောက်เสียများစင်ကြင်စဉ်းစားမယ့်အချက်လက်များကိုမှတ်ထားပြီးတဲ့အခါမှာဘုရားနဲ့ပိုးရည်နီးကပ်စွာအသက်ရှင်တော်သူများဖြစ်ဖို့အတွက်လည်းဆုတောင်းပေးပါတယ်။လောင်လာမယ့်တစ်ပတ်မှာလည်းကြံရှိတဲ့အပိုင်းလေးနဲ့တကွာယောမဩရစာခန်းကြီး၄ကိုဆက်လက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းနောင်လာမယ့်အပတ်များမှာလည်းပါဝင်ပြီးတော့ကြည့်ရှုပြီးတော့နားဆင်ကြဖို့အတွက်လည်းဖိတ်ခေါ်ပါ